သမက်စင်ကကြီးလည်းပြီးတော့အားလုံးလွမ်းဆိုင်ဖြစ်သွားပြီဟုတ်လားဝင်းနာဖြစ်သွားတဲ့ကိုပြေးလိုက်ကိုလည်းတကယ်ဟာဂုဏ်ယူပါတယ်ဒါပေမဲ့အဲ့အချိန်တုန်းကလေကျွန်တော်စိတ်ထဲမှာအဲ့လိုမျိုးဘာမှအများကြီးစဉ်းစားမိတာတော့မရှိဘူးဗျာဒီဘေးကြီးမျိုးလုံးကိုရေးတဲ့အချိန်မှာဘေးကြီးတကယ်ကိုသူဟိုသူခါနေတယ်ပေါ့နော်တကယ်ကိုသူကသူခါနေတဲ့အကြောင်းသူပြပြတာသူအခါကျွန်တော်စီကကူးလာတာကျွန်တော်ကခါသွားတယ်မဖြစ်စေချင်ဘူးလေဗျာကျွန်တော်လည်းအဲ့ခါတတ်မှုမျိုးခံစားခဲ့ဘူးတယ်အခုဘဝမှာရှိကြပဲဖုန်းပေဖြည့်စရာပတ်စံတော့မရှိဘူးတဲ့အချိန်ကြီးလဲကိုလည်းဘဝမှာဖြစ်သန်းခဲ့ဘူးရပဲကားစီထဲစရာမရှိလို့ဘယ်မှမသွားပဲထိုင်နေတဲ့နေ့လည်းရှိခဲ့ဘူးလားပဲကျွန်တော်ပြုတ်ကြလိုက်ပြန်ထားလိုက်ချော်လဲလိုက်ပြန်ထားဆိုတော့ကျွန်တော်တက်ကတော့အဲ့ဒါအသားကျနေပါအနုညံသမားအနုညံမလို့ရဘူးဆိုမှတော့ဘယ်လောက်ခါလိုက်မလဲပေါ့နော်အဲ့တော့ကိုတက်နိုင်သလောက်လေးအချူတက်လေးကိုဖြည့်ဆည်းပေးတဲ့ကုစုလည်းရပါတယ်ကုစုလည်းရပါတယ်ကိုလည်းအဆင်ပြေသူလည်းအဆင်ပြေလေကျွန်တော်တို့အစီအစဉ်လေးကဟိုတာမန်ဖြိုပေးအစီအစဉ်တစ်ခုဆိုတာထက်အခုလိုမျိုးပြည်သက်နဲ့ဝေးကွာနေတဲ့အနုပညာသမားတွေနဲ့ပြည်သက်နဲ့ကိုပြန်ပြီးတော့ဟိုထိပေးနိုင်တဲ့ထိတွေ့ခွင့်ပေးနိုင်တဲ့အစီအစဉ်လေးတစ်ခုဖြစ်စေချင်တယ်ဗျာအဲ့ဒါဆိုရင်နှစ်ဖက်ဝင်းဝင်းဖြစ်တယ်ဗျာအကျိုးရှိတယ်